ဟုတ်ရိုက်လို့ဟုတ်ပြီးတော့ရိုက်ကစောလာကိုဥပုံလေးမှာရနာတို့လေးမိသားစုနဲ့အတူရနာတို့မိသားစုကစုပေါင်းပြီးတော့ဆရာတော်ဘုရားနဲ့တကွာယောဂီအယောက်150ကအတွက်အာဟာရဒါနနေစွန်းနဲ့နေ့လည်ခင်းအတွက်အချိုရည်များကိုစက္ကန့်လုပ်ခဲ့ပါတယ်ဘုံကသူခန့်ကိုရှယ်လုံးနေတာဘုံရှယ်လုံးနေတာအဲ့လိုတော့ဘုံလုံးကျုပ်သွားတယ်ဟိုတပည့်တော်တော်ခန့်မှားသွားတယ်ရှယ်လုံးတာလွယ်ဖို့ယူနေတယ်ဘုံလည်းတော့ချီအာယုယူလိုက်ဆိုဒီရမေပုံညာဒီဘာနတဆယောဟောတုရှိမယဉာဏ်လာစွာသောဒီနေစွမ်းကိုစက္ကဒီနရသောဒီကောင်းမှုသည်ဒုက္ခကတိချုပ်ငြိမ်းရာဖြစ်သောယနိဗ္ဗာန်ဤအထောက်အပံ့ဖြစ်ပါစေတည်းဒါလူအားကျမ်းမှချမ်းသာဝါဒနာဖြစ်တရားတရားမြတ်ပြရရှိတဲ့ဇာတ်အလုံးနိုင်သောမိသားစုတော်ကောင်းများဖြစ်ကြပါစေအိမ်ပြန်ကနေရောက်တော့နည်းနည်းခါနေပါပြီ
ဒီနေ့အတွက် vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ် vlog များစွာမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာပါရင်နာတို့ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း subscribe နဲ့ follow လေးလုပ်ခဲ့ပေးပါအောင်နော်